အခုကကျွန်တော်တို့ရေရာသီခွေမွားတွေဖြစ်ကြတဲ့ Cancer, Scorpio, Pisces တွေတို့ကိုပတ်သက်တော့မှာဖြစ်ပါတယ်။ဒီ2025ခုနှစ်အော်တိုဘာလအတွင်းမှာဒီရေရာသီခွေမွားတွေဟာလက်ရှိအတိတ်ကနေပျော်ရွှင်ခဲ့မှုတဲ့အလုပ်တွေပြန်ပြီးတော့စတင်ရပါလိမ့်မယ်။လူအဟောင်းအမတ်တရအဟောင်းတွေကိုလွန်စွန်းတတတရီရတတဖြစ်နေတဲ့ကာလာလေးဖြစ်နေတတ်ပါတယ်။လုပ်ငန်းလုပ်ဆိုင်ရာမှာဆိုလို့ရှိရင်မိမိရဲ့စိတ်တူဒေါသကြီးမှုတွေမကြာခဏကြုံရတတ်ပါတယ်။မဟုတ်ရင်တော့မိမိကိုစိတ်ဆိုးလာအောင်ဒေါသဖြစ်လာအောင်မကြာခဏလုပ်တတ်ပါတယ်။အဲဒီတော့စိတ်လည်းမလုပ်မိလို့ရှိရင်ပြဿနာကြီးမားတဲ့ကြောင့်မို့လို့စိတ်လည်းမလုပ်ဖို့တောင်းဆိုပို့ပါတယ်။ဒီကာလအတွင်းမှာညံ့နေများနေတယ်။မိမိကိုယ်စိတ်နှောက်ယှက်ပေးတဲ့ပတ်ဝန်းကျင်မှာနေရတဲ့ကြောင့်မို့လို့တိတ်ခန့်ဆိုတော့ကိုယ်ပြောရင်းနဲ့ပဲနေဖို့ညံ့ပြီးလိုပါတယ်။ညီကိုမောင်မတွေနဲ့လည်းအနည်းငယ်မတက်တော့ဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒီကာလအတွင်းမှာမိမိမှာကိုယ်ဝန်ဆောင်မျိုးသမီးသူမိမိကိုယ်တိုင်ကကိုယ်ဝန်ဆောင်ထားခဲ့တယ်ဆိုလို့ရှိရင်တော့မိကိုအကျိုးပြုမဲ့သားသမီးလေးတွေဒီကာလအတွင်းမှာဝေးဖွားမယ်ဆိုရင်တော့ဒါအကောင်းပါလိမ့်မယ်ဗျာ။လောင်းငယ်သားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ချစ်ချင်းမေတ္တာတွေကိုခံစားပါလိမ့်မယ်။သူတို့ရဲ့ချစ်ခင်မေတ္တာတွေကိုအပြည့်အဝခံစားပါလိမ့်မယ်။ရံပတ်တွေအနေနဲ့ကတော့ရှိပါလေနေထားပြီးတော့နေပြပါ။ချင်းနဲ့ပတ်သက်လို့ကတော့ဒီကာလထဲမှာစိတ်ကစားတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့တူကိုတူသစ္စာရှိပေးဖို့ပြကြလိုပါတယ်။จิตသူကြီးစားမရှိတဲ့လူတွေကတော့ဒီကာလထဲမှာမိစားရနိုင်ပါတယ်။ဒါပေမဲ့တည်ထားဖို့ကတော့မရှိပြီးသားလူတွေနဲ့ညီဆွတဲ့တဲ့အကြောင်းမို့လို့လည်းဒီလေးတတိလေးတစ်ခုချက်စီလိုပါတယ်ည။ကျမိုင်းနဲ့ပတ်သက်ပြီးတော့အထူးတလဲယူဆိုင်ဖို့မှာချလိုပါတယ်။အသေးနဲ့ပတ်သက်တာ1 ပိုင်းနဲ့ပတ်သက်တာအေးပတ်သက်တာအစာအိမ်ကြောက်ကနှလုံးနောက်စကြတတာလေးတွေနောက်တော့သွေးလေးစိတ်တက်ကြတာစိတ်ပြတ်တာခါနာတာအုံနောက်နဲ့ပတ်သက်တာချီချင်းဝင်တာတော့ရင်ပတ်အောင်တာနောက်တော့အရက်တောက်တဲ့လူတွေရှော့တောက်တင်ပါတယ်ကျမကြီးလိုက်စားတာမျိုးလေးတွေဆက်လက်ပြီးလှုပ်ဆောင်တင်ပါတယ်ဒါဆိုလို့ရှိရင်တော့အညံ့ကနေအကောင့်မျိုးကိုတီးပြီးတော့ပြန်ပြီးတော့အကောင့်မလာပါလိမ့်မယ်ညာငင်းချမှုကတော့လောလောဆယ်ကိုယ်တိုင်ကစောစောကပြောခဲ့သလိုဒီအတိုက်ခံပြတဲ့ပတ်ဝန်းကျင်စိတ်ပင်ညစ်အောင်စိတ်ဒေါသဖြစ်အောင်ဒီပတ်ဝန်းကျင်မှာနေထိုင်တဲ့အတွက်ကြောင့်မလို့ငြိမ်းချမ်းမှုနည်းနေပါလိမ့်မယ်ခွင့်လွှတ်တတ်ဖို့စိတ်ရှိဖို့ကိုယ်ပြန်ပြီး train ပြရပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်လို့ကတော့ကျက်တတ်ပါတယ်အဲဒါကြောင့်မို့ကိုယ်မှာရှိတဲ့ financial management ကိုကောင်းမွန်စွာတည်ဆောက်ထားဖို့လိုအပ်ပါလိမ့်မယ်နှုတ်ဆိုရင်အထွက်များပြီးလက်ထဲမှာငွေမကျန်တဲ့ဒီအောင်ငွေပြတ်သွားတဲ့ဖြစ်သွားတတ်ပါတယ်ဒီလာထဲမှာစိတ်ဒေါသထွက်တဲ့ထိချန်လဲပြင်းရနေတဲ့အတွက်ကြောင့်များတော့မလို့အခွင့်အရေးကောင်းလေးလည်းလို့ဆုံးဖြတ်တတ်ပါတယ်အဲဒါကြောင့်မို့လို့ကိုအလက်ဖြစ်အောင်စီစုတိုးရတာများလို့ရှိရင်စိတ်လျှော့ခွင့်လို့ပြီးနေအောင်ချင်ချင်ပြီးတော့အခွင့်အရေးတွေကိုဆောင်ကြည့်တတ်ပါတယ်ဒီကားထဲမှာအလုပ်လုပ်တဲ့နေရာမှာကိုပြီးဆုံးမှုမရှိစေခြင်းလူသလောက်အသိမပြုခံရခြင်းတို့အတွက်ကိုပြင်ဆင်ထားတင်ပါတယ်အေးအေးဆေးလေးနဲ့ပဲဒီကာလာလေးကိုပုံမှန်ပြချော်ထားဖို့အချိန်ဉာဏ်ပေးတက်တွင်းနေပဲဒီကုန်းချုပ်ပါတယ်ည